မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာတွေစူးစူးလို့ချစ်စလို့ခေါ်ကြတဲ့ Facebook တီထောင်သူ Mark Zuckerberg အကြောင်းကိုအားလုံးသိကြမှာပါသူကကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်ဆိုတော့လူအများကလည်းတူတူဆန်းဆန်းတွေကြီးပဲစူးစူးက Pebble ဆိုမှအိမ်တလုံးဝယ်လိုက်တော့ဘာဖြစ်လဲဆိုတော့သူကအလုပ်အရန်လုပ်တာပြီးတော့သူ့အိမ်မှာလုံခြုံရေးတွေစောက်လုပ်ရေးတွေကလည်းအမြဲရှိနေတော့အိမ်ကြီးချင်းတွေကစူညံနေဆိုပြီးခဏတိုင်ကြတာပေါ့အိမ်ကြီးချင်းတွေကမင်းအိမ်ကစူညံတန်တွေကြောင့်ငါတို့အိမ်လို့မရဘူးဆိုပြီးဝိုင်းပြောကြတော့စူးစူးတယောက်စဉ်းစားရပြီလေပုံမှန်လူဆိုရင်တော့ sorry ပြလို့ပြောမယ်ဒါမှမဟုတ်လေရန်ထိရင်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့စူးစူးကပြောရင်လည်းလေသူ့ရဲ့ဖြစ်ရှင်းတွေကတကယ်ကို funny ဖြစ်တယ်လို့ဝေအားနဲ့နှိပ်ကိုလိုက်တာပါသူကဘာလုပ်လဲဆိုတော့အိမ်ကြီးချင်းတွေစူတယ်လို့အော်နေတဲ့ပါဇက်တွေကိုဖိတ်ဖို့အတွက်အဲ့ဒီအိမ်ကြီးချင်းတွေစီကိုတအိမ်တက်စင်လက်ဆောင်ပို့ခိုင်းလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ noise cancelling headphone တွေပဲဖြစ်ပါတယ်တယောက်ချင်းစီကိုနှစ်ချက်အကောင်းစားကြီးတွေပေးလိုက်ပြီးစူရထင်းရင်ဒါလေးတက်ထားလိုက်ပါဆိုတဲ့သဘောမျိုးပေါ့တကယ်ကိုဝက်ဖို့မတူတဲ့ဖြစ်ရှင်းနေပါပဲတွေ့လားဒါကြောင့်တငယ်ချင်းတို့လည်းအိမ်ကြီးချင်းတွေကစူတယ်လို့လာတိုင်းရင်ရံမဖြစ်ပါနဲ့စူးစူးလိုပဲနှစ်ချက်လေးတွေဝယ်ပေးလိုက်ပါတခုပဲရှိတယ်အဲ့ဒီနှစ်ချက်ပူကပိုးတလစာထက်များနေနိုင်တာကိုတော့သတိထားဖို့လေတကယ်တော့ဒါကစူးစူးရဲ့လူမှုဆက်ဆံရေးနည်းဗျူဟာတစ်ခုလည်းဖြစ်နိုင်ပါတယ်မင်းတို့အတန်မကြားချင်းရင်နားပိတ်ထားလိုက်ခတ်ဆိုတဲ့တစ်ချက်ခုနှစ်ချက်ပြန်ယူတတ်ပေါ့ကဲတငယ်ချင်းတို့ရောကိုယ့်အိမ်ကြီးချင်းတွေစူညံနေရင်ဘယ်လိုလုပ်လို့ရှိလဲခမတ်ထမှာပြောသွားပါဦး